မင်္ဂလာပါပရိသတ်တို့ရေကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ယနေ့ကမ္ဘာပေါ်မှာလူဦးရေရဲ့90%လောက်ရှိတင်ရှိထိုက်တဲ့ကိုလေးချိန်ထက်ကျော်လွန်နေကြပြီး30%ကတော့အဝလွန်ခြင်းဆိုတဲ့ယောဂါကိုခံစားနေကြရပါတယ်။အဲ့ဒီလိုမျိုးဝါတဲ့လူတွေကိုလေးချိန်ပုံမှန်ထက်များနေတဲ့လူတွေရှိတဲ့ကမ္ဘာကြီးမှာထူးထူးခြားခြားအရန်ကိုမှပိန်လွန်းနေတဲ့သူတွေလည်းရှိပါတယ်။အချို့ကလည်းယောဂါကြောင့်ပိန်ကြသလိုအချို့ကလည်းသူတို့ရဲ့နေထိုင်မှုပုံစံကြောင့်ပိန်သွားကြတာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာပေါ်ကအပိန်ဆုံးလူသားတွေအကြောင်းကိုပြောပြသွားပါမယ်။နံပါတ်၄ရှားပါမျိုးဗီဇကြောင့်ပိန်နေရတဲ့ Tom Steinfort ဒါကတော့ Tom Steinfort ဖြစ်ပါတယ်။သူက MDB syndrome လို့ခေါ်တဲ့အရန်ကိုရှားပါတဲ့မျိုးဗီဇဆိုင်ရာယောဂါတစ်ခုကိုခံစားနေရတာဖြစ်ပြီးဒီယောဂါကခန္ဓာကိုယ်ရဲ့အရေးပြားအောက်မှာအဆီတွေကိုမတူလောင်နိုင်အောင်လို့တားဆီးပေးထားတာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာဒီလိုယောဂါမျိုးခံစားနေရသူက၈ယောက်ပဲရှိပါတယ်။ဒါတွေမကသေးပါဘူး။သူဟာတစ်ချိန်တည်းမှာပဲစီးကျိုယောဂါ type 2 diabetes ကိုလည်းခံစားနေရတာကြောင့်စားတောက်တဲ့နေရာမှာအရန်သတိထားရပါတယ်။ခန္ဓာကိုယ်မှာအဆီမရှိတော့ကြွက်သားတွေကပျော့ပြောင်းမှုမရှိဘဲတာမန်လူတွေရဲ့40%လောက်ပဲခွန်အားရှိတော့တာဖြစ်ပါတယ်။ဒါပေမဲ့သူကတော့အရှုံးမပေးဘဲ professional စပိန်အားကစားသမားတဦးအဖြစ်နဲ့ဘဝကိုအကောင်းဆုံးဖြတ်သန်းနေပါတယ်။နံပါတ်3တဘာဝအတိုင်းပိန်လွန်းတဲ့ Lana Spangenberg ရိုမေးနီးယားနိုင်ငံရဲ့ model Lana Spangenberg ရဲ့ခါက20လက်မှ50စင်တီမီတာပဲရှိပြီးတင်ပါက32လက်မှလောက်ရှိတာကြောင့်သူ့ကို human hourglass လူသားနိုင်မှန်လို့တင်စားကြပါတယ်။လူတွေကတော့သူ့ကိုအစားမစားတဲ့ယောဂ anorexia ရှိတယ်လို့ထင်ကြပေမဲ့တကယ်တော့သူကတနေ့ကိုထမင်းသုံးတဲ့အပြည့်စားသလိုပီဇာနဲ့အဆီများတဲ့အစားအစာတွေကိုလည်းကြိုက်တဲ့လောက်စားပါတယ်။ဆရာဝန်တွေရဲ့အဆိုအရဒါဟာသူ့ရဲ့အလွန်အမြန်ဆန်တဲ့ metabolism ဇီဝကမ္မဖြစ်စဉ်ကြောင့်ဖြစ်ပြီးဘလောက်ဆဆဝါမလာတဲ့သဘာဝအခြေအနေတစ်ခုပဲဖြစ်ပါတယ်။နံပါတ်2ဇွဲမလျှော့တဲ့ဆံပြအမျိုးသမီး Lazy Velasquez Lazy Velasquez ဟာ Neonatal Progeroid Syndrome NPS လို့ခေါ်တဲ့ရှားပါယောဂါတစ်ခုနဲ့မွေးဖွားလာတာဖြစ်ပြီးသူ့ခန္ဓာကိုယ်ကအဆီမတူလောင်နိုင်တယ်လို့အဲ့ဒီယောဂါကြောင့်ပဲအသက်အရွယ်လည်းအမြန်အိုမင်းစေပါတယ်။သူဟာအသက်ရှင်ဖို့အတွက်15မိနစ်တစ်ခါအစားစားရပြီးတစ်နေ့ကိုကယ်လိုရီ9000ကနေ8000အထိစားသုံးရပါတယ်။သူ့ရဲ့ကိုယ်လေးချိန်ဟာပြန်ပြန်26ကီလိုဂရမ်58ပေါင်ခန့်ပဲရှိပါတယ်။ဒါပေမဲ့သူကဒီအခြေအနေကိုအခွင့်အရေးတစ်ခုအဖြစ်နဲ့ပြောင်းလဲပြီးလက်ရှိမှာ motivational speaker စိတ်သက်ခွန်အားပေးသူတူအဖြစ်နဲ့လူပေါင်းများစွာကိုစိတ်သက်မြင့်တင်ပေးနေပါတယ်။နံပါတ်1ခါသေးကျင်စောနဲ့ခန္ဓာကိုယ်ကိုပြောင်းလဲခဲ့တဲ့ Michael Kopke ဒါကတော့ Michael Kopke ပဲဖြစ်ပါတယ်။သူကတော့ရှေ့ကလူတွေလိုယောဂကြောင့်မဟုတ်ပဲခါအရန်သေးကျင်လွန်းလို့ cross-set ကပတ်အချက်ကိုအမြဲတမ်းဝတ်ဆင်ခဲ့ပါတယ်။သူဟာဒီကပတ်ကိုမချွတ်တန်းဝတ်ထားခဲ့တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါရက်တွေကပုံပြတ်သွားပြီးအခုဆိုရင်သူ့ရဲ့ခါက15စင်တီမီတာ6လမှခန့်ပဲရှိပါတော့တယ်။သူကတော့ဒါကိုဂုဏ်ယူနေပေမဲ့ဒါဟာတကယ်တော့ကျန်းမာရေးအတွက်အရန်ကိုအန္တရာယ်များပြီးအစားအစာကိုလည်းနည်းနည်းချင်းစီပဲစားလို့ရပါတော့တယ်။ဒါဟာကျန်းမာရေးထက်အလှအပကိုဦးစားပေးလို့ရင်ဘလို့ဖြစ်တယ်လဲဆိုတာကိုပြသနေတဲ့သတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်။ပရိသတ်တို့ဒီဗီဒီယိုမှာတော့ကမ္ဘာပေါ်ကအပိန်ဆုံးလူတွေအကြောင်းကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တို့ရောသူတို့လိုပိန်ပြီးတော့သေးသွေတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခြင်းကြပါသလား။ comment မှာပြောပြပေးခဲ့ကြပါဦး။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့လည်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။နောက်ထပ်ထူးဆန်းတဲ့ဗီဒီယိုတွေကိုရှာဖွေတင်ဆက်ရင်းနဲ့ပရိသတ်တို့စီကိုအမြန်ဆုံးပြန်လာခဲ့ပါမယ်။